မင်္ဂလာပါခီရီယိုစတိုရေခီရီကနေຫນွေထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကိုတို့အတူတူနားဆင်ပြီးတော့လေးလာသွားကြရမယ့်စာအုပ်လေးကတော့ကမ္ဘာတဝန်းမှာတိတ်ကိုလူကြိုက်များပြီးတော့နာမည်ကြီးလာတဲ့ The book you wish your parents had read and your children will be glad that you did ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကိုရေးသားသူကတော့ Philippa Ferry ပဲဖြစ်ပါတယ်သူကဗြိတိန်နိုင်ငံမှာအခြေစိုက်တဲ့နှစ်ပေါင်း20ကျော်အတွေ့အကြုံရှိတဲ့စိတ်ပညာကုထုံးပညာရှင်တဦးဖြစ်တယ်လို့သတင်းစာတွေမှာလည်းအကြံပေးဆောင်ပါရှင်အဖြစ်နာမည်ကျော်ကြားသူတဦးလည်းဖြစ်ပါတယ်။တကယ်တော့ဖီလစ်ဖာကဒီစာအုပ်ကိုရေးသားတဲ့အခါမှာကိုရိုကိုဒါလို့ဟိုဟာမလုပ်နဲ့အဲ့လိုမျိုးအမိန့်ပေးတယ်လို့မျိုးဆရာလုပ်တယ်လို့မျိုးအဲ့လိုမျိုးရေးထားတာမဟုတ်ပါဘူး။သူကကိုရိုရဲ့ဘေးနားမှာထိုင်ပြီးတော့ကိုရိုရဲ့အခက်အခဲတွေကိုနားထောင်ပေးနေတဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်လိုမျိုးအတွေ့အကြုံရှိတဲ့လူကြီးတယောက်လိုမျိုးနွေးနွေးထွေးထွေးနဲ့ရေးသားထားတာဖြစ်ပါတယ်။ပြီးတော့ဒီစာအုပ်ရဲ့ခေါင်းစဉ်လေးကလည်းတိတ်ကိုအတိတ်ပဲရှိလာပါတယ်။ကိုမိဘတွေသာဒီစာအုပ်ကိုဖတ်ခဲ့လို့ရှင်ကိုငငယ်ကဒီထက်ပိုပြီးတော့နားလည်မှုရခဲ့မှာပဲလို့တွေးမိစေတယ်လို့တစ်ဖက်မှာလည်းအခုကိုကဒီစာအုပ်ကိုဖတ်လိုက်တဲ့အတွက်ကိုရဲ့သားသမီးတွေကတော့သူတို့အပေါ်ကိုနားလည်ပေးမဲ့မိဘမျိုးကိုရတဲ့အတွက်တကယ်ကိုဝမ်းသာကြမှာပဲဆိုတဲ့အချက်ကိုဆိုလိုချင်တာဖြစ်ပါတယ်။အဲ့တော့ဒီစာအုပ်ကတခြားသောမိဘလမ်းညွှန်စာအုပ်တွေနဲ့ဘာတွေကွာလဲဆိုပြီးတော့အဲ့လိုမျိုးမေးစရာရှိလာတယ်။အများအားဖြင့်စာအုပ်တွေဟာကလေးတွေကိုဘယ်လိုမျိုးအိတ်အောင်သိရမလဲဘယ်လိုအစားအစာကျွေးရမလဲအဲ့လိုမျိုးလက်တွေ့နည်းလမ်းတွေကိုပဲအာရုံစိုက်တတ်ကြပါတယ်။ဒါပေမဲ့ Philippa Ferry ကတော့အဲ့ဒီထက်ပိုပြီးတော့လေးနက်တဲ့အပိုင်းကိုသွားပါတယ်။အဲ့ဒါကတော့ကိုနဲ့ကိုကလေးကြားထဲမှာရှိနေတဲ့ relationship ဆက်ဆံရေးအပိုင်းပဲဖြစ်ပါတယ်။သူကဘာကိုအဓိကပြောချင်တာလဲဆိုရင်မိဘပြုစုပြောထောင်မှုမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့နီးစနစ်မဟုတ်ဘူး။ဆက်သွယ်မှုပဲဖြစ်တယ်လို့သူကပြောပါတယ်။တခါတလေကျရင်ကိုတို့လေကလေးကိုပြုစုပြောထောင်တဲ့အခါမမျော်လင့်မဲနဲ့ဒေါသတွေအရန်ထွက်လာတာမျိုးဒါမှမဟုတ်ကလေးကတခုခုလှုပ်လိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာတိတ်ကိုနာကျင်သွားတာမျိုးတွေဒါမျိုးတွေကိုကြုံဘူးကြမှာပါအဲ့ဒီအချိန်မှာဟာငါဘာလို့ဒီလောက်တောင်ဖြစ်သွားရတာလဲအဲ့ဒီလိုမျိုးကိုပြန်မေးနေမိတတ်ပါတယ်အဲ့ဒီလိုဖြစ်ရခြင်းရဲ့အဖြစ်ကကိုယ့်ရဲ့လက်ရှိအခြေအနေမှာတင်ရှိနေတာမဟုတ်ဘဲနဲ့ကိုငငယ်ကကိုယ့်ရဲ့မိဘတွေနဲ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေအဲ့ဒီတုန်းကမပြေလည်ခဲ့တဲ့စိတ်ဓာတ်ရတွေဒါတွေနဲ့ဆက်ဆက်နေတတ်ပါတယ်ဒီစာအုပ်ကကိုရိုးကိုအပြစ်တင်မှုအတွက်ရေးထားတာမဟုတ်ပါဘူးကိုရိုးရဲ့စိတ်ထဲမှာကွယ်ဝှက်နေတဲ့အဟန့်အတားတွေကိုဘယ်လိုမျိုးမြင်အောင်ကြည့်မလဲအဲ့ဒီအဟန့်အတားတွေကိုဖယ်ရှားပြီးတော့ခလီးနေဘယ်လိုမျိုးအေးအေးချမ်းချမ်းလေးချိတ်ဆက်မလဲအဲ့ဒါမျိုးတွေကိုလမ်းပြပေးသွားမှာဖြစ်ပါတယ်စာရေးသူပြောထားတာတခုရှိပါတယ်ကိုရိုးကပြည့်စုံတဲ့မိဘတစ်ယောက်ဖြစ်ဖို့မလိုဒါပေမဲ့ခလေးရဲ့ခံစားချက်ကိုနားလေပေးနိုင်တဲ့မိဘဖြစ်ဖို့တော့လိုအပ်တယ်တဲ့ဒါကြောင့်အခုကစပြီးတော့ကိုရိုးတွေဒီစာအုပ်ထဲကအချက်လက်တွေကိုတိတိကျကျလေးလေ့လာသွားကြမယ်နော်ကိုယ့်ရဲ့အတိတ်ကအတွေ့အကြုံတွေကိုဘယ်လိုမျိုးပြန်ပြီးတော့သုံးသပ်မလဲအဲ့ဒီအတွေ့အကြုံတွေကကိုယ့်ရဲ့ကလေးအပေါ်ကိုဘယ်လိုမျိုးတက်ရောက်မှုတွေရှိနေသလဲဆိုတာတွေကိုကိုရိုးသိရှိလာရပါလိမ့်မယ်ဒါအပြင်ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးအတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့နှွေးထွေးတဲ့ဆက်ဆံရေးကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုလည်းကိုရိုးအတူတူဖတ်ရှုသွားကြရမှာဖြစ်ပါတယ်။အစဉ်သစ်ဖြစ်ပြီးဆိုရင်စောင့်လိုက်ကြရအောင်နော်။မိဘပြုစုပြောထောင်မှုလို့ပြောလိုက်လို့ရှိရင်အများအားဖြင့်ကလေးကိုဘယ်လိုပြုပြင်ရမလဲဆိုတဲ့အချက်ကိုပဲလူတွေကအာရုံစိုက်တတ်ကြတယ်။ဒါပေမဲ့တကယ်တမ်းကျတော့မိဘပြုစုပြောထောင်မှုရဲ့ထက်ဝက်ကျော်ဟာကိုယ်တိုင်ဘယ်လိုလူမျိုးဖြစ်ခဲ့သလဲ။ကိုယ့်ရဲ့အတိတ်မှာဘာတွေကြုံခဲ့ရသလဲဆိုတဲ့အချက်အပေါ်မှာအများကြီးမူတည်နေပါတယ်။ဒါကိုမိဘတွေစီကရခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအမွေအနှစ်လို့ခေါ်နိုင်ပါတယ်။ဒီနေရာမှာပြောချင်တဲ့အမွေဆိုတာပတ်စံတွေရွှေငွေတွေဒါမှမဟုတ်အိမ်ချမ်းမြေတွေအဲ့လိုမျိုးအရာဝတ္ထုတွေကိုပြောတာမဟုတ်ဘူး။ကိုရိုငငယ်ကကိုရိုမိဘတွေရဲ့ပြုစုဆောင်ရှောက်မှုတွေကိုဘယ်လိုမျိုးခံခဲ့ရသလဲ။အဲ့ဒီတော့စိတ်ထဲမှာဘယ်လိုခံစားချက်တွေကိန်းအောင်နေသလဲ။အဲ့ဒီစိတ်ပိုင်းဆိုင်ရာမှတ်တမ်းလေးကိုပြောတာပဲဖြစ်ပါတယ်။အဲ့ဒီလိုငယ်ဘဝအတွေ့အကြုံတွေဟာကိုရိုရဲ့အုံနှောက်ထဲမှာပုံစံကွက်တစ်ခုလိုမျိုးအမြဲတမ်းမှတ်တမ်းတင်ပြီးသားဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့လို့စာရေးသူဖိလစ်ဖာကအတိတ်ဆိုတာဟာကိုယ့်ကိုလည်းပြန်ကြိုက်တတ်တယ်လို့ကိုယ့်ရဲ့ကလေးကိုလည်းလိုက်ကြိုက်တတ်တယ်ဆိုပြီးတော့သတိပေးထားတာဖြစ်ပါတယ်။တကယ်တော့ကိုကသတိမထားမိပေမဲ့ကိုယ့်ကလေးအပေါ်ကိုယ့်ရဲ့တုံ့ပြန်ပုံတွေဟာကိုမိဘတွေကိုယ့်အပေါ်ကိုလှုပ်ခဲ့တဲ့ပုံစံအတိုင်းဖြစ်နေတတ်ပါတယ်။
ဒါကိုပို့ပြီးတော့နားလေသွားအောင်စာအုပ်ထဲကဥပမာလေးတွေနဲ့အသေးစိတ်ကြည့်ကြရအောင်နော်ပထမဦးဆုံးအနေနဲ့ထေလီရဲ့ဇလန်းကိုကြည့်မယ်ဆိုရင်သူကသူ့ရဲ့သမီးလေးတင်ချပု္ပ္ပာတွက်တာကိုကူညီပေးနေရင်နဲ့မမျော်လင့်မဲ့ဒေါသတွေအကြီးအကျယ်ထွက်လာတတ်ပါတယ်တကယ်နဲ့စဉ်းစားကြည့်ရင်ခလေးကပု္ပ္ပာမတွက်တတ်တာဒေါသထွက်စရာကိစ္စလားမဟုတ်ဘူးလေဟုတ်တယ်မလားဒါပေမဲ့ထေလီရဲ့စိတ်ထဲမှာတော့ဒါကခံရခက်တဲ့ဝေဒနာတစ်ခုဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့သူငငယ်ကတင်ချတွက်လို့မရတဲ့အခါတိုင်းသူ့ရဲ့မိဘတွေစီကနေပြီးတော့အပြစ်တင်တာအားမလို့အားမရပြောဆိုတာဒါတွေကိုသူခံခဲ့ရလို့ပဲဖြစ်ပါတယ်။အဲ့ဒီတော့ကသူခံစားခဲ့ရတဲ့ငါဟာညံ့ပြင်းသူပဲဆိုတဲ့နာကျင်မှုတွေကအခုအချိန်မှာသမီးဖြစ်သူပု္ပ္ပာမတွက်တတ်တာကိုမြင်လိုက်ရတဲ့အခါအပြင်ကိုပြန်ပြီးတော့ထွက်လာတာဖြစ်ပါတယ်။ဒါကိုစိတ်ပညာမှာတော့ manifestation လို့ခေါ်ပါတယ်။ဒါဟာစိတ်ထဲမှာမြုပ်နှံထားတဲ့နာကျင်မှုဟောင်းနေဒါမှမဟုတ်မပြေလည်သေးတဲ့အမှတ်တရားတွေကလက်တွေ့ဘဝမှာအပြုအမူတွေအဖြစ်ပုံပေါ်လာတာကိုပြောတာဖြစ်ပါတယ်။အဲဒီလိုစိတ်ထဲကအနာဟောင်းတွေကပုံပေါ်လာတဲ့အခါကိုရုကသတိမထားမိဘူးဆိုရင်ကိုကလေးကပဲတခုခုမှားနေတယ်လို့မျိုးကလေးကြောင့်ပဲကိုကဒေါသထွက်ရတယ်လို့မျိုးနဲ့ကလေးကိုသွားပြီးတော့အပြစ်သွားတင်မိတတ်ပါတယ်။အဲဒီအခါမှာကိုရဲ့ကလေးကလည်းကိုငငယ်ကခံစားခဲ့ရတဲ့နာကျင်မှုမျိုးကိုပဲထပ်ပြီးတော့အမွေဆက်ခံသွားရတော့တာပါပဲ။ဒါအပြင်နောက်ထပ်ဥပမာတစ်ခုဖြစ်တဲ့အီလိန်ရဲ့ဇလန်းကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိပါတယ်။အီလိန်ရဲ့မိခင်ကအမြဲတမ်းကိုဝေဖန်တတ်သူဖြစ်ပါတယ်။ငါဒါလေးတော့မလုံးနိုင်ဘူးလား။ငါကတော့ပျော့ညံ့နေသူပဲ။အဲ့ဒီလိုမျိုးကိုအမြဲတမ်းနှိမ်ချပြောဆိုတတ်ပါတယ်။အဲ့ဒီခါမှာအီလိန်ကအဲ့ဒီလိုဝေဖန်တဲ့အတန်တွေကိုနားထောင်ရင်းနဲ့ပဲကြည်ပြင်းလာခဲ့ရပါတယ်။ရှာလက်အနေနဲ့အီလိန်ကိုယ်တိုင်မိခင်ဖြစ်လာတဲ့အခါသူ့ရဲ့စိတ်ထဲမှာအမြဲတမ်းကိုပြန်ပြီးတော့အပြစ်တင်နေတဲ့အတန်တွေကိုပဲကြားနေရတတ်ပါတယ်။ခလေးနဲ့ပတ်သက်လို့တခုခုလွဲချော်သွားတိုင်းငါကတော့မိခင်ကမဟုတ်ဘူးငါအမားတွေလုံးမိပြန်ပြီ။အဲ့ဒီလိုအတွေးတွေနဲ့ကိုနှိပ်စက်နေတတ်ပါတယ်။ဒီလိုမျိုးကိုဝေဖန်နေတဲ့အတန်တွေဟာခလေးနဲ့ကိုနဲ့ကြားကဆက်ဆံရေးကိုပို့ပြီးတော့တင်းမာစေပါတယ်။အဲဒီနောက်မခေဇလန်းကိုထပ်ပြီးတော့လေ့လာကြည့်ကြရအောင်။သူကငယ်ငယ်ကလေးကဖခင်မဲဘဝနဲ့ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူကဖခင်တယောက်အနေနဲ့သူ့သားလေးနဲ့ဘယ်လိုမျိုးနီးနီးကပ်ကပ်နေရမလဲဆိုတာကိုလုံးဝမသိခဲ့ပါဘူး။သူ့သားလေးနဲ့ကစားရမယ့်အချိန်ဒါမှမဟုတ်ရင်းနှီးမှုတည်ဆောက်ရမယ့်အချိန်ဒီမှာသူကသူ့ရဲ့စိတ်ထဲမှာတခုခုလိုအပ်နေတယ်လို့မျိုးအဆက်အသွယ်ပြတ်တောက်နေတယ်လို့မျိုးခံစားနေရပါတယ်။တကယ်တော့ဒါဟာသူငငယ်ကမရခဲ့တဲ့ဖခင်မြစ်တာရဲ့ကွက်လက်ကြီးဟာသူ့ကိုပြန်ပြီးတော့ခြောက်လှန့်နေရပါကိုယ်တိုင်မရခဲ့တဲ့အရာတစ်ခုကိုသူတပားကိုပြန်ပေးဖို့ဆိုတာတကယ့်ကိုခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေလို့ပါပဲဒါကြောင့်မို့လို့ဒီအပိုင်းမှာအရေးကြီးဆုံးသင်ခန်းစာကတော့အကြောင်းထင်ခြင်းနဲ့ပြန်လည်ဖာထေးခြင်းပဲဖြစ်ပါတယ်ကိုဟာလူသားတစ်ယောက်ဖြစ်တဲ့အတွက်ကလေးနဲ့ဆက်ဆံတဲ့အခါအမားတွေတော့လုံးမိမှာပါပဲတခါတလေကြာရင်စိတ်မထိန်နိုင်မဲနဲ့အော်မိတာမျိုးကလေးရဲ့ခံစားချက်ကိုလစ်လျူရှုမိတာမျိုးဒါမှမဟုတ်ကလေးကိုနားမလည်ပေးမိတာမျိုးဒါမျိုးတွေရှိနိုင်ပါတယ်။အဲ့ဒီလိုမျိုးဆက်ဆံရေးမှာအကြောင်းထင်သွားတာအပြစ်ရှိတဲ့ကိစ္စမဟုတ်ပါဘူး။တကယ်တမ်းအရေးကြီးတာကအဲ့ဒီအကြောင်းကိုမြင်အောင်ကြည့်ပြီးတော့ပြန်လဲဖာထေးတတ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုဖာထေးတဲ့အခါမှာကိုယ့်ရဲ့ဘက်ကအမှားကိုရဲရဲဝံ့ဝံ့ဝန်ခံဖို့လိုတယ်။ခုနအွန်လိုင်းမိတာတောင်းမှန်ပါတယ်ဖေစိတ်မရှိဖြစ်သွားလို့ပါဖေပင်ပန်းနေလို့ပါနော်အဲ့ဒီလိုမျိုးစကားလေးတစ်ခွန်းဟာခလေးရဲ့စိတ်ထဲမှာဖြစ်သွားတဲ့ဒဏ်ရာကိုအများကြီးကုသပေးနိုင်ပါတယ်အဲ့ဒီလိုလုပ်ပေးခြင်းအပြင်ခလေးဟာငါကြောင့်မဟုတ်ဘူးလူကြီးတွေလည်းမှားတတ်တာပဲဒါပေမဲ့အမားကိုလည်းပြန်ပြင်လို့ရတာပါပဲလားအဲ့ဒီသင်ခန်းစာကိုရသွားပါတယ်ဒါဟာခလေးရဲ့စိတ်သက်ကြံ့ခိုင်မှုကိုတိဆောက်ပေးရမှာအထီးရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အတိတ်ကအနာဟောင်းတွေကိုနားလေပြီးတော့လက်ရှိမှာအကောင်းဆုံးပြန်လဲဖာထေးနိုင်ဖို့ကြိုးစားခြင်းဟာကိုယ့်ရဲ့ကလေးအတွက်ပေးနိုင်တဲ့အကောင်းဆုံးအမွေအနှစ်ပဲဖြစ်ပါတယ်။ကလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့အတွက်ဆိုရင်အိမ်ရဲ့လေထုကအသက်သွေးကြောလိုပဲတိတ်ကိုအရေးကြီးပါတယ်။ဒီနေရာမှာလူအများစုအထင်မှားနေတတ်တဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါကတော့မိသားစုရဲ့တိဆောက်ပုံပါပဲလူတွေကအဖေအမေနဲ့ကလေးဒီလိုမျိုးစုံလင်းရှိတော့မှပဲပြည့်စုံတဲ့မိသားစုလို့ထင်တတ်ကြပေမဲ့စာရေးသူဖီလစ်ဖာကတော့
ဒါကိုအတိကမဟုတ်ဘူးလို့သူကပြောထားတယ်။အိမ်တောင်ကွဲနေတာလား။ကလေးကိုမိဘတစ်ယောက်တည်းကပြုစုပြောထောင်ရတာလား။ဒါမှမဟုတ်မိဘအစ်စ်နဲ့အတူနေရလားဆိုတာထက်အိမ်ထဲမှာရှိနေတဲ့သူတွေတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုမျိုးဆက်ဆံကြသလဲဆိုတဲ့အရေးအသွေးကသာကလေးရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ဒါကိုပို့ပြီးတော့မြင်သာအောင်မြေစီလွှာနဲ့ဥပမာပေးပြီးတော့စဉ်းစားကြည့်ရအောင်။ကလေးဆိုတာအပင်လေးတစ်ပင်ဆိုရင်ကိုတို့တိဆောက်ထားတဲ့အိမ်တွင်းပတ်ဝန်းကျင်ကအပင်လေးရှင်တန်ရမယ့်မြေစီလွှာပဲဖြစ်ပါတယ်။မြေစီလွှာကအစိတ်အတောက်တွေပြည့်နေရင်ဒါမှမဟုတ်တိတ်ကိုခါတက်နေရင်အပင်လေးကဘလောက်ပင်မျိုးစိကောင်းပါစေကြီးထွားဖို့အတွက်ခက်ခဲပါလိမ့်မယ်။ဒါကြောင့်မိဘတွေကြားဆက်ဆံရေးကကလေးအတွက်အလုံးကြုံဆုံးမြေစီလွှာဖြစ်နေဖို့တိတ်ကိုလိုအပ်ပါတယ်။အိမ်ထဲမှာလူကြီးတွေကအမြဲတယောက်နဲ့တယောက်အော်ဟစ်နေကြမယ်။ဒါမှမဟုတ်တယောက်ကိုတယောက်စကားမပြောဘဲနဲ့တင်းမာနေကြမယ်ဆိုရင်ကလေးဟာအဲ့ဒီစိတ်ဖိစီးမှုတွေကိုအလိုလိုစုပ်ယူနေတတ်ပါတယ်။အထူးသဖြင့်မိဘတွေငင်းခုန်ကြတဲ့အခါမျိုးတွေဆိုရင်ကလေးတွေကဘေးကနေအားလုံးကိုစောင့်ကြည့်နေုံတင်မကပဲအဲ့ဒီစွမ်းအင်တွေကိုစုပ်ယူနေတတ်ပါတယ်။ငင်းခုန်တဲ့အခါတယောက်ကိုတယောက်အပြစ်တင်တာစကားမပြောဘဲနဲ့ရှောင်ဖွယ်သွားတာဒါမှမဟုတ်ရန်လိုတဲ့အပြုအမူမျိုးတွေလုပ်တာဒါတွေကကလေးကိုကဘာကြီးကမလုံခြုံဘူးဆိုတဲ့ခံစားချက်မျိုးကိုပေးတတ်ပါတယ်။တကယ်တော့မိသားစုတွေမှာသဘောထားချင်းမတိုက်ဆိုင်တာသဘာဝပါပဲ။ဒါပေမဲ့အဲ့ဒီသဘောထားမတိုက်ဆိုင်မှုကိုကိုတို့ဘလို့ကင်တွယ်တယ်လဲဆိုတာကသာအဓိကဖြစ်ပါတယ်။အကျိုးရလက်အနေနဲ့ပြဿနာကိုဘလို့မျိုးအတူတူဖြေရှင်းကြတယ်လဲဆိုတာကိုကလေးကိုမြင်အောင်လို့ပြရပါမယ်။ကိုတို့သဘောထားမတိုက်ဆိုင်ပေမဲ့တယောက်ကိုတယောက်လေးစားမှုရှိရှိနဲ့ညှိနှိုင်းနေကြတာပါ။အဲ့ဒီလိုမျိုးပုံစံမျိုးဟာကလေးကိုလူမှုဆက်ဆံရေးမှာအများကြီးသင်ခန်းစာရစေပါတယ်။ကလေးကမိဘတွေရန်ဖြစ်ပြီးတဲ့နောက်မှာပြန်လဲဖာထေးတာကိုမြင်တွေ့လို့ရှိရင်အော်ပြဿနာဆိုတာရှိတတ်ပေမဲ့ပြန်ပြင်လို့ရတာပဲအဲ့ဒီအဖိုးတန်တဲ့သင်ခန်းစာကိုရသွားပါတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ရန်ဖြစ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်စိတ်ကောက်ပြီးတော့အေးဆက်နေမယ်ဆိုရင်တော့ကလေးကအဲ့ဒီတင်းမာမှုတွေကြားထဲမှာတိတ်ကိုစိုးရိမ်ပူပန်နေရပါလိမ့်မယ်ဒါအပြင်ဒီနေရာမှာစာရေးသူကအပြန်အလှန်ချိတ်ဆက်ဖို့ကြိုးစားမှုလေးတွေအကြောင်းကိုလည်းသူကထည့်သွင်းပြီးတော့ပြောကြားပေးထားပါတယ်ကလေးဟာဟိုမှာကြည့်ပါဦးအဲ့ဒီလိုမျိုးပြောတဲ့အခါဒါမှမဟုတ်ကိုယ့်ကိုတစ်ခုခုလာပြတဲ့အခါသို့မဟုတ်ကိုယ့်ရဲ့အာယုံစူးစိုက်မှုကိုလိုချင်လို့ကိုယ့်ကိုတစ်ခုခုလုပ်ပြတဲ့အခါမျိုးတွေဒါမျိုးတွေဆိုရင်ကိုတို့ကအလေးအနက်ထားပြီးတော့တုံ့ပြန်ပေးဖို့လိုပါတယ်အဲ့ဒီလိုအသေးအဖွဲလေးတွေကိုလစ်လျူရှုတာများလာလို့ရှိရင်ကလေးနဲ့ကိုယ်နဲ့ကြားမြစ်တာတရားတဖြည်းဖြည်းနဲ့ကျိုးပြတ်သွားနိုင်တယ်တကယ်တော့အဲ့ဒီလိုချိတ်ဆက်မှုလေးတွေဟာကိုယ့်ရဲ့အိမ်ထဲမှာစေတနာဘဏ်ကိုတိစောက်နေရတဲ့အတူတူပဲကိုကကလေးရဲ့စကားကိုနားထောင်ပေးတယ်အာယုံစိုက်ပေးတယ်ဒါမျိုးတွေလုပ်ပေးရဆိုရင်အဲ့ဒီစေတနာဘဏ်ထဲမှာအမှတ်တရတဖြည်းဖြည်းချင်းစုမိလာပါလိမ့်မယ်အကျိုးဆက်အနေနဲ့နောက်ပိုင်းမှာတစ်ခုခုအဆင်မပြေတာတွေကြုံလာလို့ရှင်တော့မှအဲ့ဒီစုထားတဲ့စေတနာတွေကြောင့်ဆက်ဆံရေးကအလွယ်တကူပျက်စီးသွားတော့မှမဟုတ်ပါဘူးဒါကြောင့်အိမ်ထဲမှာအမြဲတမ်းနှွေးထွေးတဲ့စေတနာတွေရှိနေအောင်လို့တိစောက်ပေးထားဖို့လိုအပ်ပါတယ်ဒါကြီးကြီးမားမားအရာကြီးတွေလုပ်ပေးဖို့မဟုတ်ဘူးနော်ခလေးဟာကိုယ့်ကိုစကားလာပြောတဲ့အခါကိုယ့်ရဲ့ဖုန်းကိုခဏချပြီးတော့သူ့ရဲ့မျက်လုံးလေးကိုအာရုံစိုက်ပြီးတော့ကြည့်ပေးရမျိုးသူ့ရဲ့ဝါသနာလေးတွေကိုစိတ်ဝင်စားနဲ့မေးမြန်းပေးရမျိုးဒါမျိုးလေးတွေကနေကိုယ်စတင်ပေးနိုင်ပါတယ်အဲ့ဒီလိုနှွေးထွေးတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရတဲ့ကလေးတွေဟာကိုယုံကြည်မှုရှိလာတယ်လို့သူတစ်ပါးအပေါ်မှာလည်းနားလေစာနာတတ်တဲ့စိတ်ဓာတ်တွေကိုပိုင်ဆိုင်လာမှအသေးအချာပါပဲစာရေးသူကကိုတို့အားလုံးအတွက်တိတ်ကိုအဖိုးတန်တဲ့အချက်တစ်ချက်ကိုထောက်ပြပေးထားပါတယ်အဲ့ဒါကတော့ခံစားချက်တွေကိုကင်တွယ်ဖြေရှင်းပေးဖို့မကြိုးစားပါနဲ့အဲ့ဒီခံစားချက်တွေနဲ့အတူအနားမှာရှိပေးရုံပဲလုပ်ပါဆိုတဲ့အချက်ပါပဲအများအားဖြင့်ကလေးကငိုတဲ့အခါမျိုးတွေဒါမှမဟုတ်ဒေါသထွက်ပြီးတော့အော်ဟစ်နေတဲ့အခါမျိုးတွေဆိုရင်လေကိုတို့ကအမြန်ဆုံးတိတ်သွားအောင်ဒါမှမဟုတ်ပြန်ပြီးတော့ပျော်လာအောင်လုပ်ပေးခြင်းကြပါတယ်အဲ့ဒီလိုလုပ်ဖို့အတွက်လည်းမုံလေးပေးလိုက်တာဖုန်းလေးပေးလိုက်တာဒါမှမဟုတ်မငိုပါနဲ့ဘာမှမဖြစ်ပါဘူးအဲ့ဒီလိုမျိုးချော့တာမျိုးတွေဒါမျိုးတွေကိုလုပ်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီလိုလုပ်တာဟာကလေးရဲ့ခံစားချက်ကိုလစ်လျူရှုလိုက်တာမျိုးဒါမှမဟုတ်အတိအမှတ်မပြုတ်လိုက်တာနဲ့အတူတူပါပဲဒါကို validation လို့ခေါ်တယ်ဒါတစ်ဖက်လူရဲ့ခံစားချက်ဟာအတိတ်ပဲရှိတယ်
ဖြစ်တင်ဖြစ်ထိုက်တယ်ဆိုတာကိုအတိအမှတ်ပြုပေးတာကိုပြောတာဖြစ်ပါတယ်။ခံစားချက်ကိုအတိအမှတ်ပြုပေးခြင်းရတာကလေးရဲ့စိတ်ကိုတကယ်တမ်းတည်ငြိမ်သွားစေနိုင်တာဖြစ်ပါတယ်။ဒါကိုပို့ပြီးတော့နားလေသွားအောင်လူကတ်ဆိုတဲ့ကလေးလေးရဲ့ဇလန်းကနေကိုရိုစပြီးတော့ကြည့်ကြရအောင်။လူကတ်လေးကအပြင်ပန်းကြည့်လို့ရှင်တော့စိတ်ကိုလိမ်မာပြီးတော့အေးအေးဆေးဆေးရှိတဲ့ကလေးလေးတစ်ယောက်ပါ။သူ့ရဲ့မိဘတွေကလည်းအလုံးမှာတိတ်ကိုအောင်မြင်နေသူတွေဖြစ်ပြီးတော့အိမ်မှာကလေးဟာပြဿနာမရှာဘဲနဲ့ငြိမ်ငြိမ်လေးနေတာကိုပဲသဘောကျနေခဲ့ကြပါတယ်။ကလေးကတခုခုကြောင့်ဝမ်းနဲ့လို့ငိုတော့မယ်ဆိုရင်တော့မငိုနဲ့လေငါတို့ကပျော်ရွှင်နေမိသားစုပဲအဲ့ဒီလိုမျိုးခံစားချက်ကိုဖိနှိပ်ဖို့ပဲကြိုးစားခဲ့ကြတယ်။အကျိုးဆက်အနေနဲ့လူကတ်လီဟာသူ့ရဲ့ဝမ်းနဲ့မှုတွေအားငယ်မှုတွေကိုဘယ်သူမှမပြောဘဲနဲ့သူ့ရဲ့စိတ်ထဲမှာပဲမြုပ်နှံထားခဲ့ရပါတယ်။သူဟာသူ့ရဲ့ခံစားချက်တွေကိုအတိအမှတ်ပြုတ်ပေးမဲ့သူတွေမရှိတဲ့အခါမှာအဲ့ဒီခံစားချက်တွေကိုဘလို့ကင်တွယ်ရမှန်းမသိတော့ဘဲနဲ့နောက်ပိုင်းကျတော့စိတ်ကြဝေဒနာခံစားခဲ့ရတယ်လို့ကိုနာကျင်အောင်လုပ်တဲ့အထီကိုဖြစ်သွားခဲ့ပါတယ်။ဒါဟာခံစားချက်တွေကိုဖော်ထုတ်ခွင့်မရဘဲနဲ့ဖိနှိပ်ထားခြင်းရဲ့ကြောက်စရာကောင်းတဲ့ရလဒ်တစ်ခုပါပဲ။အဲဒီနောက်မှာတော့ Nova ဆိုတဲ့ကလေးမလေးရဲ့ဇာတ်လမ်းကိုကြည့်မယ်ဆိုရင်ခံစားချက်ကိုအတိအမှတ်ပြုပေးခြင်းရဲ့စွမ်းအားကိုကိုတို့မြင်တွေ့ရမှာပါ။ဒီနေ့မှာ Nova ကကားပေါ်ကသူ့အမြဲတမ်းပုံမှန်သူ့ရဲ့ထိုင်နေကြထိုင်ကုန်နေရလေးမှာသူ့ရဲ့မောင်လေးကဝင်ထိုင်လိုက်တဲ့ခါကျတော့သူကလေးဆိုတော့အကြီးအကျယ်တွေဒေါသထွက်ပြီးတော့ငိုပါလေရောပုံမှန်ဆိုရင်တော့မိဘတွေကထိုင်ကုန်လေးတစ်ခုအတွက်နဲ့မငိုစမ်းပါနဲ့ဘယ်နေရာထိုင်အတူတူပဲအိမ်မှာပဲထိုင်လိုက်တော့အဲ့လိုမျိုးဆုံးမတတ်ကြပါတယ်ဒါပေမဲ့ Nova ရဲ့ဖခင်ကတော့အဲ့ဒီလိုမလုပ်ခဲ့ပါဘူးသူကသမီးလေးအမြဲထိုင်နေကြနေရလေးမှာမောင်လေးကဝင်ထိုင်လိုက်တဲ့ခါကျတော့သမီးလေးစိတ်ဆူသွားတာပေါ့နော်ဟုတ်လားသမီးလေးအဲ့နေရာလေးကိုအရန်လိုချင်နေမှာပဲနော်အဲ့လိုမျိုးကလေးရဲ့ခံစားချက်ကိုအရှိအတိုင်းပြောပြပေးလိုက်တယ်အဲ့ဒီလိုအတိအမှတ်ပြုလိုက်တဲ့အခါမှာပဲ Nova ကထူးထူးဆန်းဆန်းငြိမ်ချသွားပြီးတော့ဟုတ်တယ်ဖေဒါမဲ့ရပါတယ်ဒီတခါတော့သမီးမောင်လေးကိုပဲပေးထိုင်လိုက်ပါမယ်အဲ့ဒီလိုမျိုးသူ့ဘာသာသူဖြည့်ရှင်းနိုင်သွားတယ်ခံစားချက်ကိုနားလေပေးလိုက်တာကကလေးရဲ့အုံနောက်ကိုတည်ငြိမ်သွားစေပြီးတော့ပြဿနာကိုကိုယ်တိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည်ကိုပေးလိုက်တာပါပဲ။ဒါအပြင်ထာရှိရဲ့ဇလန်းလေးကလည်းတိတ်ကိုသင်ခန်းစာရစရာကောင်းပါတယ်။ထာရှိမှာညီလေးအစ်စ်တစ်ယောက်ရလာတဲ့အခါသူကသူ့ရဲ့ညီလေးကိုမချစ်တဲ့အပြင်ညစ်ပတ်တဲ့ကလေးဆိုပြီးတော့ပြောတာနှင်ထုတ်ခိုင်းတာမျိုးဒါမျိုးတွေကိုလုပ်ပါတယ်။အဲ့ဒီအချိန်မှာမိခင်ဖြစ်သူဟာအဲ့ဒီလိုမပြောရဘူးလေညီလေးကိုချစ်ရမယ်ညီလေးကချစ်ဖို့ကောင်းတာလေအဲ့လိုမျိုး तू ကအတင်းအကျပ်ပျော်ရွှင်ခိုင်းဖို့အတွက်မကြိုးစားခဲ့ပါဘူးအဲ့ဒီအစား तू ကညီလေးရောက်လာတော့အမေကညီလေးကိုပဲခရူးဆိုင်နေရတော့သားအတွက်အချိန်နေသွားတယ်အဲ့ဒါကြောင့်သားလေးကညီလေးကိုမုန်းနေရပေါ့နော်ဟုတ်လားအဲ့ဒီလိုမျိုးထာရှိရဲ့စိတ်ထဲကနာကျင်မှုတွေကိုဖော်ထုတ်ပေးလိုက်ပါတယ်အဲ့ဒီလိုခံစားချက်ကိုလက်ခံပေးလိုက်တဲ့အခါမှာမှထာရှိလေးဟာဟုတ်တယ်မေအဲ့ဒီလိုမျိုးဝန်ခံလာပြီးတော့သူ့ရဲ့စိတ်ထဲကအဖိုးချစ်တရားချက်ချင်းဆိုသလိုပြေပြောက်သွားပါတော့တယ်။အဲဒီနောက်ပိုင်းမှာတော့သူကသူ့ရဲ့ညီလေးကိုအတင်းအကျပ်ချစ်စရာမလိုတော့ဘဲနဲ့သူ့အလိုလိုပြန်ပြီးတော့ချစ်လာနိုင်ခဲ့ပါတယ်။တကယ်တော့ကိုတို့အားလုံးမှာပျော်ရွှင်ကိုပျော်ရွှင်ရမယ်ဆိုတဲ့ဖိအားတစ်ခုရှိနေတတ်တယ်။ဒါပေမဲ့ဝမ်းနေတာဒေါသထွက်တာမနာလိုတာဒါတွေကလည်းလူသားတစ်ယောက်ရဲ့သဘာဝခံစားချက်တွေပဲဖြစ်ပါတယ်။အဲ့ဒီခံစားချက်တွေကိုမရှိဟန်ဆောင်ခိုင်းတာထက်နင်ဝမ်းနေစမ်းပါနဲ့ဟာဒါလေးကဘာကိစ္စမှမဟုတ်တာကိုနင်ငိုမနေနဲ့တိတ်အဲ့ဒီလိုမျိုးမရှိဟန်ဆောင်ခိုင်းတာထက်အခုလိုခံစားနေရတာကိုမေနားလဲပါတယ်သူမဟုတ်ဖေနားလဲပါတယ်အဲ့ဒီလိုမျိုးရှိနေပေးတာကလေးအတွက်အကောင်းဆုံးစိတ်တစ်ခွက်ပါပဲခံစားချက်တွေကိုအတိအမှတ်ပြုခံရတဲ့ကလေးဟာကိုယ့်ရဲ့ခံစားချက်တွေကိုကိုယ်တိုင်လည်းနားလေလာတယ်လို့ကိုယုံကြည်မှုရှိလာပြီးတော့အနာဂတ်မှာလည်းစိတ်သက်ခိုင်မာတဲ့သူတစ်ယောက်ဖြစ်လာမှာလုံးဝကိုသိကြပါတယ်။ကလေးတစ်ယောက်နဲ့ကိုနဲ့ကြားဆက်ဆံရေးကကလေးမွေးဖွားလာတဲ့အချိန်မှတင်စတင်တာမဟုတ်ပါဘူး။တကယ်တော့ကိုဝင်ဆောင်နေတဲ့ကာလကလေးကအခြေခံအုတ်မြစ်တွေကစတင်တည်ဆောက်နေပြီပဲဖြစ်ပါတယ်။စာရေးသူကဒီနေရာမှာစိတ်ကူးရင်အစီအရင်လို့ခေါ်တဲ့အယူအဆလေးတစ်ခုကိုထည့်သွင်းပြီးတော့ပြောထားပါတယ်။ဒါဟာကိုဝင်ဆောင်နေစဉ်မှာကိုရီးရဲ့စိတ်ထဲမှာကလေးအပေါ်ကိုဘယ်လိုသဘောထားမျိုးရှိနေသလဲကလေးကိုလူသားတစ်ယောက်အနေနဲ့မြင်ရဲ့လားဒါမှမဟုတ်
ပြည့်စုံအောင်လုပ်ရမယ့်စီမံကိန်းတစ်ခုလိုမျိုးမြင်နေတာလားဆိုတဲ့အချက်ကကလေးရဲ့အနာဂတ်အပေါ်မှာအများကြီးသက်ရောက်မှုရှိနေရဲဆိုတာကိုဆိုလိုတာဖြစ်ပါတယ်။ဒါအပြင်ကိုယ်ဝန်ဆောင်နေချိန်မှာမိခင်ရဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကအချင်းကနေတဆင့်ကလေးစီကိုရောက်ရှိနိုင်တာကြောင့်အဲ့ဒီချိန်နဲ့ကလေးအတွက်ပထမဆုံးသောပတ်ဝန်းကျင်ကိုကဖန်တီးပေးနေတာဖြစ်ပါတယ်။အဲ့ဒီနောက်ကလေးမွေးဖွားလာတဲ့အခါမှာတော့တွေ့ကပ်မှုဆိုင်ရာပုံစံများဆိုတဲ့အရာကကိုယ်ကလေးရဲ့ဘဝတသက်တာဆက်ဆံရေးတွေအတွက်မြေပုံတစ်ခုဖြစ်လာပါတော့တယ်။ဒီ theory ဟာစိတ်ပညာရှင် John Bowlby ကစတင်ခဲ့တာဖြစ်ပြီးတော့ Mary Ainsworth ကလက်တွေ့စမ်းသပ်ချက်တွေနဲ့ပို့ပြီးတော့ခိုင်မာအောင်လုပ်ခဲ့တာပါ။သူတို့ပြောချင်တဲ့အဓိကချက်ကတော့ကလေးတစ်ယောက်ရဲ့အုံနောက်ဟာမွေးစားကလေးသူ့ကိုစောင့်ရှောက်မဲ့သူနဲ့နီးနီးကပ်ကပ်ရှိနေဖို့အတွက် program ရေးဆွဲပြီးသားဖြစ်နေရပါ။ကလေးကသူ့ရဲ့ရှင်သန်မှုအတွက်လူကြီးတစ်ယောက်အပေါ်မှာအပြည့်အဝမိခိုနေရတာကြောင့်ကိုယ်စီကနေနှွေးထွေးမှုနဲ့လုံခြုံမှုကိုအမြဲတမ်းတောင်းဆိုနေတတ်ပါတယ်။ဒီနေရာမှာတိတ်ကိုအရေးကြီးတဲ့အချက်ကတော့အတွင်းပိုင်းလှုပ်ဆောင်မှုပုံစံဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။ဒါဟာကလေးရဲ့အုံနောက်ထဲမှာကိုယ်တိုင်လည်းမသိလိုက်ပဲနဲ့ပုံဖော်လိုက်တဲ့ဘဝလမ်းညွှန်ချက်ပုံစံကွက်တစ်ခုဖြစ်ပါတယ်။ကိုကကလေးရဲ့လိုအပ်ချက်တွေကိုဘယ်လိုမျိုးတုံ့ပြန်တယ်လဲဆိုတာအပေါ်မှာမူတည်ပြီးတော့ကလေးကငါဟာချစ်ချင်းခံရဖို့ထိုက်တန်ရဲ့လားဆိုတဲ့အရာနဲ့တခြားလူတွေကိုငါယုံကြည်လို့ရရဲ့လားအဲ့ဒီအဖြေတွေကိုသူ့ရဲ့အုံနောက်ထဲမှာမှတ်တမ်းတင်သွားတာဖြစ်ပါတယ်။အဲ့ဒီမှတ်တမ်းတွေရပဲသူကြီးလာတဲ့အခါတငယ်ချင်းတွေချစ်ရသူတွေနဲ့ဘယ်လိုမျိုးဆက်ဆံမလဲဆိုတာတွေကိုဆုံးဖြတ်ပေးသွားတာဖြစ်ပါတယ်။ပထမဆုံးနဲ့အကောင်းဆုံးပုံစံကတော့လုံခြုံစိတ်ချရတဲ့တွေ့ကပ်မှုပဲဖြစ်ပါတယ်။ကလေးကပိုက်ဆလိုငိုတဲ့အခါတခုခုကိုကြောက်လို့ကိုယ့်စီကိုပြေးလာတဲ့အခါမျိုးဒါမှမဟုတ်ထိခိုက်နာကျင်လို့အကူအညီတောင်းတဲ့အခါမျိုးအဲ့လိုမျိုးတွေဆိုရင်ကိုကအမြဲတမ်းအနားမှာရှိနေပြီးတော့သူ့ရဲ့ခံစားချက်ကိုနားလေစာနာစွာနဲ့တုံ့ပြန်ပေးမယ်ဆိုရင်ဒီပုံစံကိုရရှိလာတာပဲဖြစ်ပါတယ်။လုံခြုံစိတ်ချရတဲ့တွေ့ကပ်မှုပုံစံပေါ့။ဒီလိုပတ်ဝန်းကျင်မှာကြီးပြင်းလာရတဲ့ကလေးကငါရဲ့ကဘာကြီးကလုံခြုံနေငါမှအခက်ခဲရှိလို့ရှိရင်ကိုညီပေးမဲ့သူအမြဲတမ်းရှိတယ်။အဲ့ဒီအတိမျိုးကိန်းအောင်သွားပါတယ်။အကျိုးဆက်အနေနဲ့သူဟာကြီးပြင်းလာတဲ့အခါမှာကိုယုံကြည်မှုအပြည့်အဝရှိတယ်လို့သူတစ်ပါးနဲ့ယဉ်နီးရမှာကိုလည်းမကြောက်တော့ပါဘူး။သူကပြဿနာတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲပြီးတော့စိတ်တဲ့ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။စာရေးသူပြောထားသလိုပဲဒါဟာကလေးကိုပေးနိုင်တဲ့အကြီးမားဆုံးသောဘဝအာမခံချက်ပါပဲ။ဒုတိယပုံစံကတော့ရှောင်ဖယ်တတ်တဲ့တွေ့ကပ်မှုပါ။ဒါဟာကလေးဟာသူ့ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့အခါကိုကလစ်လျူရှုမိတာဒါမှမဟုတ်မငိုပါနဲ့ဒါဘာမှလည်းမဟုတ်ပါဘူးအဲ့လိုမျိုးပိတ်ပင်တားဆီးရမျိုးတွေဒါမျိုးတွေကိုခဏလုပ်တဲ့အခါမျိုးတွေဆိုရင်ဖြစ်ပေါ်လာတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့ဒီအခါမှာကလေးဟာငါဝမ်းနေတာကိုဖော်ပြလို့ရှင်ဖေတို့မေတို့ကငါ့ကိုမနစ်သက်ဘူးငါ့ကိုညှင်းပယ်ကြလိမ့်မယ်အဲ့ဒီလိုမျိုးသူကအလိုလိုတင်ယူသွားပါတယ်အပြင်ပန်းကြည့်ရင်တော့ကလေးလေးကတိတ်ကိုလိမ်မာပြီးတော့အေးဆေးနေတယ်လို့ထင်ရပေမဲ့တကယ်ကျတော့သူ့ရဲ့စိတ်ထဲမှာအကြီးအကျယ်နာကျင်နေရပါတယ်။သူကသူ့ရဲ့လိုအပ်ချက်တွေကိုဘသူ့ကိုမှမပြောတော့ဘဲနဲ့သူ့ရဲ့စိတ်ထဲမှာပဲကြိတ်ပြီးတော့ခံစားတတ်တဲ့အကျင့်ကိုရသွားပါတယ်။ကြီးလာတဲ့အခါမှလည်းသူတစ်ပါးနဲ့ရင်းနှီးရမှာကိုကြောက်ရွံ့ပြီးတော့ဆက်ဆံရေးတွေမှာအေးဆက်နိုင်တဲ့သူတစ်ယောက်ဖြစ်လာတတ်ပါတယ်။တတိယပုံစံကတော့စိုးရိမ်ပူပန်မှုလွန်ကဲတဲ့တွေ့ကပ်မှုဆိုတဲ့ပုံစံဖြစ်တယ်။ဒါဟာကိုယ့်ရဲ့တုံ့ပြန်မှုတွေကမရေမရာဖြစ်နေတဲ့အခါမှာဆိုရင်ပေါ်ပေါက်လာတတ်တာဖြစ်ပါတယ်။တစ်ခါတလေကျရင်ကိုကကလေးကိုတိတ်ကိုဂရုစိုက်ပေးပေမဲ့နောက်တစ်ခါကျတော့ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကြောင့်ဆိုပြီးတော့ကလေးကိုလုံးဝပစ်ထားမိတာမျိုးတွေဒါမျိုးတွေကိုလုပ်မိတဲ့အခါကလေးကဝေခွဲမိရဖြစ်သွားတတ်ပါတယ်။ကလေးရဲ့စိတ်ထဲမှာမမေကငါ့နာမှာအမြဲတမ်းရှိနေမှာလားမရှိဘူးလားဒါမျိုးကို तू ကမတေချာတော့တဲ့အတွက် तू ကကို့နာကနေမခွာဘဲနဲ့အမြဲတမ်းကပ်နေတတ်ပါတယ်။ तू ဟာကိုယ့်ရဲ့အာယုံစူးစိုက်မှုကိုရဖို့အတွက်ပို့ပြီးတော့စိုးပြတာပို့ပြီးတော့ငိုပြတာဒါမျိုးတွေကိုလုပ်လာပါတယ်။ကြီးလာတဲ့အခါမှာလည်းဆက်ဆံရေးမှာတိတ်ကိုစိုးရိမ်စိတ်တွေများပြီးတော့ तू ငါ့ကိုထားများသွားမလားအဲ့လိုအတွေးမျိုးတွေနဲ့အမြဲတမ်းပူပန်နေရတဲ့သူတွေဖြစ်လာတတ်ပါတယ်။နောက်ဆုံးနဲ့အပြင်းထန်ဆုံးပုံစံကတော့ရှုပ်ထွေးပြီးတော့ကြောက်ရွံ့တတ်တဲ့တွေ့ကပ်မှုပဲဖြစ်ပါတယ်
ဒါဟာကလေးအတွက်အားကိုးအားထားပြုရမယ်အလုံးစုံဆုံးဖြစ်ရမယ်မိဘဟာကလေးအတွက်ကြောက်စရာအကောင်းဆုံးပုံကိုဖြစ်နေတဲ့အခါမျိုးတွေဆိုရင်ဖြစ်ပေါ်လာတတ်တဲ့ပုံစံဖြစ်ပါတယ်။ကလေးကအန်တီရဲ့တွေ့လို့ရှင်ကိုယ့်စီကိုပြေးလာခြင်းပေမဲ့ကိုယ်တိုင်ကသူ့ကိုနှိပ်စက်နေတာဒါမှမဟုတ်သူ့ကိုကြောက်အောင်လုပ်နေတာမျိုးဆိုရင်ကလေးကဘာလို့ရမယ်မသိတော့ပဲစိတ်ပိုင်းဆိုင်ရာတွေရှုပ်ထွေးသွားပါတော့တယ်။ဒီလိုပုံစံမျိုးကများသောအားဖြင့်ကလေးကိုရိုက်နှက်တာဆဲဆိုတာဒါမှမဟုတ်မိဘကိုယ်တိုင်ကစိတ်မတည်ငြိမ်မဲနဲ့ကလေးကိုခြောက်လှန့်တာမျိုးတွေဒါမျိုးတွေကြောင့်ဖြစ်တတ်ပါတယ်။ဒီလိုကလေးတွေဟာကြီးပြင်းလာတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီးကြုံရနိုင်တယ်လို့သူတစ်ပါးပေါ်မှာလည်းရန်လိုတဲ့အပြုအမူမျိုးတွေဒါမှမဟုတ်လုံးဝကိုယုံကြည်မှုကင်းမဲ့တဲ့အပြုအမူမျိုးတွေဒါမျိုးတွေကိုပြုမှုတတ်ကြပါတယ်။တကယ်တော့တွေ့ကပ်မှုပုံစံဆိုတာကကိုကကလေးကိုဘလောက်ချစ်တယ်လဲဆိုတာထက်ကလေးရဲ့လိုအပ်ချက်တွေကိုဘလောက်အထိနားလေစာနာပြီးတော့တုံ့ပြန်ပေးနိုင်တယ်လဲဆိုတဲ့အပေါ်မှာပဲပို့ပြီးတော့မူတည်နေပါတယ်။ဒါကြောင့်မို့လို့ကလေးငယ်ဘဝမှာကိုကအနားမှာရှိပေးရုံတင်မဟုတ်ဘဲကလေးရဲ့မျက်လုံးတွေကိုကြည့်ပြီးတော့သူဘာတွေခံစားနေရသလဲဆိုတာကိုကအာရုံစိုက်ပေးဖို့လဲတိတ်ကိုအရေးကြီးပါတယ်။အဲ့ဒီလိုနှွေးထွေးတဲ့ချိတ်ဆက်မှုလေးတွေကသာကိုကလေးအတွက်ဘဝတသက်တာလုံးအားကိုးသွားရမယ်အလုံးစုံဆုံးသောအခြေခံအုတ်မြစ်တွေဖြစ်လာမှာပါ။ကျမ်းမာကြံ့ခိုင်တဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်ဖို့ဆိုတာနေ့စဉ်လူနေမှုဘဝရဲ့အလေးအကျင့်လေးတွေပေါ်မှာအများကြီးမူတည်နေပါတယ်။ဒါကြောင့်ကိုတို့ရဲ့နေ့စဉ်ဘဝတွေမှာမတိမတာနဲ့တိတ်ကိုအရေးပါနေတဲ့အချက်၃ချက်ဖြစ်တဲ့ဖုန်းအသုံးပြုမှုကစားခြင်းနဲ့အိပ်စက်ခြင်းတွေအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ဒီနေ့ခေတ်မှာလူတိုင်းရဲ့လက်ထဲမှာအမြဲတမ်းရှိနေတဲ့ဖုန်းတွေအကြောင်းကိုစပြီးတော့ပြောပြပေးချင်ပါတယ်။တကယ်တော့ဖုန်းဆိုတာကိုတို့ရဲ့အာရုံတွေကိုအလူယူဆုံးနဲ့ကလေးနဲ့ကို့ကြားမှာအကြီးမားဆုံးအတားအဆီးတစ်ခုကိုဖြစ်နေတတ်ပါတယ်။ကလေးနဲ့အတူရှိနေတဲ့အချိန်မှာကိုကဖုန်းကိုကြည့်နေမယ်ဆိုရင်ကလေးရဲ့စိတ်ထဲမှာငါဒီဖုန်းလောက်တောင်အရေးမပါဘူးလားဒါမှမဟုတ်ဖေဒါမှမဟုတ်မမေကငါ့ကိုစိတ်မဝင်စားတော့ဘူးလားအဲ့ဒီလိုမျိုးအားငယ်တဲ့စိတ်ခံစားချက်မျိုးရသွားတတ်ပါတယ်။ဒါကိုစိတ်ပညာရှင် Edward Tronick ရဲ့မျက်နှာတည်စမ်းသပ်ချက်ဆိုတဲ့အရာနဲ့နှိုင်းယှဉ်ပြီးတော့စာရေးတဲ့သူကရှင်းပြပေးထားပါတယ်။ဒီစမ်းသပ်ချက်မှာမိခင်ကကလေးကိုစကားပြောနေရင်နဲ့ကစားနေရင်ပေါ့နော်သူကရုတ်တရက်သူ့ရဲ့မျက်နှာကိုဘာခံစားချက်မှမရှိတဲ့မျက်နှာတည်အဖြစ်ပြောင်းလဲလိုက်တယ်။အဲဒီခါမှာကလေးကမိခင်ရဲ့အာယုံစိုက်မှုကိုပြန်ပြီးတော့ရဖို့အတွက်နီးလန်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ရီပြတယ်လက်လေးကိုလှမ်းပြတယ်။နောက်ဆုံးမှာတော့သူ့ရဲ့မိခင်စီကဘာတုံ့ပြန်မှုမှမရတဲ့အခါကလေးကစက္ကန့်ပိုင်းအတွင်းမှတင်အကြီးအကျယ်စိုးရိမ်ပူပန်ပြီးတော့ငိုကြွေးပါတော့တယ်။ဒါဟာကိုတို့ဖုန်းကြည့်နေတဲ့အချိန်မှာကလေးတွေခံစားရတဲ့အခြေအနေနဲ့အတူတူပဲ။ကိုကဖုန်းကိုစိုက်ကြည့်နေတဲ့အခါကျတော့ကိုတို့ရဲ့မျက်နှာကလေးအတွက်တော့ဘာခံစားချက်မှမရှိတဲ့မျက်နှာသေးကြီးလို့ဖြစ်နေတာလေ။အဲ့ဒီလိုခဏခဏကြုံလာရတဲ့အခါကလေးရဲ့စိတ်ထဲမှာအကြီးအကျယ်ဒဏ်ရာရသွားတတ်ပါတယ်။ဒါကြောင့်ကလေးနဲ့အတူရှိနေတဲ့အချိန်မျိုးတွေဆိုရင်ဖုန်းကိုခဏဘေးဖယ်ထားပြီးတော့ကလေးရဲ့မျက်လုံးကိုကြည့်ကအပြည့်အဝအာရုံစိုက်ပေးဖို့ကသိပ်ကိုအရေးကြီးပါတယ်။တစ်ဆက်တည်းမှာပဲကစားခြင်းအကြောင်းကိုလည်းဆက်ပြီးတော့ပြောပြပေးချင်ပါတယ်။လူကြီးတွေအတွက်ကစားရဲဆိုတာကအချိန်ဖြုံးတာလို့ထင်ရပေမဲ့ကလေးတွေအတွက်တော့ကစားခြင်းဟာသူတို့ရဲ့အလုပ်ပါပဲ။ကစားခြင်းအတစ်ဆင့်ကလေးတွေကလောကကြီးအကြောင်းကိုလေ့လာကြတယ်။ခံစားချက်တွေကိုကင်တွယ်တတ်လာကြပြီးတော့ဖန်တီးနိုင်စွမ်းတွေကိုတိစောက်ကြတာဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးတာဟာကိုကဝင်ပြီးတော့ညွှန်ကြားနေတာမျိုးထက်ကလေးကစားနေတာကိုဘေးကနေပြီးတော့အေးအေးဆေးဆေးလေးအတိအမှတ်ပြုကြည့်ပေးနေဖို့ကပို့ပြီးတော့အရေးကြီးရဲ့။တကယ်တော့ကလေးတွေဟာသူတို့ရဲ့ကစားနည်းရဲ့မှာသူတို့ကိုယ်တိုင်ပဲခေါင်းဆောင်ဖြစ်ချင်ကြတာပါ။ကိုကအဒါလေးကိုဒီလိုလုပ်ရတယ်။ဟိုဟာလေးကိုတော့ဟိုလိုလုပ်ရင်ပိုကောင်းတာပေါ့တမီးရဲ့အဲ့လိုမျိုးကိုကဝင်ပြီးတော့ဆရာလှုပ်လိုက်တဲ့အခါကျရင်ကလေးရဲ့ဖန်တီးနိုင်စွမ်းကိုကဝင်ပြီးတော့ပိတ်ပင်လိုက်တယ်လို့ဖြစ်သွားတတ်တယ်။အဲ့တော့အဲ့ဒီအစားကလေးကစားနေတာကိုကစိတ်ဝင်တစားနဲ့ဘေးကနေပြီးတော့ထိုင်ကြည့်ပေးနေုံ။အော်ဒါလေးကဒီလိုလေးသမီးလေးကလှုပ်လိုက်တာလား။ဟုတ်လား။အဲ့လိုမျိုးလေးလိုက်ပြီးတော့မှတ်ချက်ပေးုံနဲ့တင်ကလေးတွေအတွက်တော့အကြီးမားဆုံးသောအားပေးမှုဖြစ်နေပါတယ်။ဒါကိုကလေးဥဆောင်သောကစားခြင်းပေါ့နော် child-led play လို့ခေါ်ကြပြီးတော့ကလေးရဲ့စိတ်ဓာတ်ဖွံ့ဖြိုးမှုအတွက်သိပ်ကိုထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်
နောက်ဆုံးအနေနဲ့အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့အပိုင်းကိုဆွေးနွေးကြမယ်။အိပ်စက်ခြင်းဟာမိဘတော်တော်များများအတွက်ကတော့စိန်ခေါ်မှုတစ်ခုပါပဲဟုတ်တယ်မလား။စာရေးသူကငိုအောင်ထားလိုက်ပါခဏနေလို့ရှိရင်သူ့ဘာသာသူအိပ်သွားလိမ့်မယ်။အဲ့ဒီလိုမျိုးမိဘအတော်များများပြောတတ်ကြတဲ့နီလန်ဒီနီလန်ကိုသူကလုံးဝအပြင်းအထန်ကန့်ကွက်ထားတယ်။ဘာလို့လဲဆိုတော့ကလေးကငိုနေတဲ့အချိန်မှာသူ့ကိုဘယ်သူမှလာမချောတဲ့အခါကလေးကငါဘလောက်ပဲအကူအညီတောင်းဘသူကမှရောက်လာမှာမဟုတ်ပါဘူးဆိုရဲအဲ့ဒီစိတ်တက်ကြမှုကိုတင်ယူသွားပြီးတော့အိပ်ပျော်သွားတာဖြစ်လို့ပါဒါဟာအိတ်တက်သွားတာမဟုတ်ဘဲနဲ့မျောလင်းချက်မဲ့သွားတာဖြစ်ပါတယ်အဲ့ဒီလိုမဟုတ်ဘဲကလေးကိုအိတ်ဆက်ဖို့အတွက်ဖြည်းဖြည်းချင်းလမ်းညွန်ပေးခြင်းဆိုရင်နီလန်ဒီနီလန်ကိုတုံးဖို့အတွက်သူကအကြံပြုထားပါတယ်ဒါဟာကလေးကိုလုံခြုံမှုပေးရင်းနဲ့တဆင့်ချင်းစီအကျင့်လုပ်ပေးတာဖြစ်ပါတယ်ဥပမာကလေးအိပ်ပျော်တဲ့အထိဘေးမှာထိုင်ပေးမယ်။နောက်ရက်ဒီကြတော့သူ့ရဲ့ဖေတော့မဟုတ်တော့ဘူး။တကားဝနာလောက်အထိတဖြည်းဖြည်းချင်းခွာသွားမယ်။စသဖြင့်ဖြည်းဖြည်းချင်းပြောင်းလဲယူတာဖြစ်ပါတယ်။အိပ်ဆက်ခြင်းဟာကလေးတွေအတွက်တိတ်ကိုအားငယ်စရာကောင်းတဲ့အချိန်ဖြစ်လို့သူ့ရဲ့အနားမှာကိုယ့်ရဲ့ရှိနေပေးမှုဟာကလေးလေးကိုစိတ်အေးလက်အေးနဲ့အိပ်ပျော်စီမှာဖြစ်ပါတယ်။အကျိုးရလဒ်အနေနဲ့အိပ်ဆက်ခြင်းကစားခြင်းနဲ့ဖုန်းအသုံးပြုမှုဒါတွေကိုစနစ်တကျကင်တွယ်တက်လာတဲ့အခါကလေးနဲ့ကိုယ်နဲ့ကြားဆက်ဆံရေးကပိုပြီးတော့ခိုင်မာလာမှာဖြစ်တယ်လို့ကလေးရဲ့စိတ်ချမ်းသာရေးကလည်းရေရှည်မှာပိုပြီးတော့ကောင်းမွန်လာမှာသိကြပါတယ်။ကလေးတစ်ယောက်ရဲ့အပြုအမူတွေကစကားလုံးတွေနဲ့မပြောပြတတ်သေးတဲ့အရာတွေကိုဖော်ပြနေတဲ့ဘာသာစကားတစ်ခုပဲဖြစ်ပါတယ်။အများအားဖြင့်ကလေးကစိုးနေတယ်ကလေးကကြီးကြနေတယ်ဒါမှမဟုတ်ရန်လိုနေတယ်ဆိုရင်ကိုတို့ကအဲ့ဒီအပြုအမူကိုပဲအာယုံစိုက်ပြီးတော့ပြုပြင်ပေးဖို့အတွက်စူးစမ်းလေးရှိကြတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အပြုအမူဆိုတာဟာရေခဲတောင်ရဲ့အပေါ်ယံအပိုင်းလေးလိုပဲ။အဲ့ဒီအောက်မှာတော့မပြေလည်သေးတဲ့လိုအပ်ချက်တွေနာကျင်မှုတွေစိုးရိမ်မှုတွေဒါတွေအများကြီးရှိနေတတ်ပါတယ်။ဒါကြောင့်မို့လို့ကလေးဟာစိုးနေတဲ့အခါသူဘာဖြစ်လို့ဒီလိုလုပ်နေတာလဲဆိုတာထက်သူဘာကိုပြောချင်နေတာလဲဆိုတဲ့အချက်ကိုတို့ကအရင်ဦးဆုံးစဉ်းစားကြည့်ရပါမယ်။စုပူအပြစ်ပေးတာဒါမှမဟုတ်ချင်းချောက်တာမျိုးတွေဒါမျိုးတွေကအပေါ်ရဲ့အပြုအမူတွေကိုခဏတစ်ဖြုတ်ရပ်တန့်သွားစေနိုင်ပေမဲ့ကလေးရဲ့စိတ်ထဲမှာတော့နားလည်မခံရတဲ့ခံစားချက်ကိုပဲကြံရစ်စေပါတယ်။အဲ့ဒီအစားအတူတူညှိနှိုင်းတိုင်ပင်ခြင်းဆိုတဲ့အရာကိုအသုံးပြုဖို့အတွက်စာရေးသူကအကြံပြုထားပါတယ်။ဒါကဘာကိုပြောရလဲဆိုရင်ပြဿနာတစ်ခုခုပေါ်လာတဲ့အခါကလေးကိုကိုယ့်ရဲ့ရန်သူလိုမျိုးသတ်မှတ်ပြီးတော့တိုက်ခိုက်တာထက်ပြဿနာကိုအလယ်မှာထားပြီးတော့ကလေးနဲ့ကိုယ်နဲ့တစ်ဖက်ထဲကနေပြီးတော့ဝိုင်းဝန်းဖြည့်ရှင်းတာကိုပြောတာဖြစ်ပါတယ်။ဥပမာကလေးကအိမ်စာမလုပ်ချင်ဘူးဆိုပါစို့အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်နေမလုပ်ရင်ငါရိုက်မယ်နော်အဲ့ဒီလိုမျိုးပြောမယ့်အစားအိမ်စာလုပ်ရတာဘာတွေခက်ခဲနေလို့လဲမေမေတို့နှစ်ယောက်စလုံးအဆင်ပြေအောင်လို့ဘယ်လိုလုပ်ကြမလဲအဲ့ဒီလိုမျိုးမေးခွန်းမျိုးတွေနဲ့ကလေးကိုပါဝင်စဉ်းစားစီရပါမယ်အဲ့ဒီလိုလုပ်ခြင်းအပြင်ကလေးကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှာသူလေးပါဝင်ခွင့်ရတယ်လို့ခံစားရပြီးတော့ပို့ပြီးတော့ပူပေါင်းဆောင်ရွက်လာပါလိမ့်မယ်။ဒါအပြင်စီမင်းစည်းကမ်းတွေကိုသတ်မှတ်တဲ့အခါမှာလည်းအမိန့်ပေးရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ခံစားချက်ကိုရှင်းပြပြီးတော့သတ်မှတ်ဖို့လိုတယ်။စာရေးသူက defining yourself not the child ဆိုပြီးတော့သူကပြောထားတယ်။ပြောချင်တာကတော့မင်းကအရင်ညစ်ပတ်တာပဲအဲ့ဒီလိုမျိုးခလေးကိုတစိမ့်ကတ်လိုက်မဲ့အစားအိမ်ထဲမှာအယုတ်တွေပြန့်ကျဲနေလို့ရှင်လမ်းလျှောက်ရတာခက်ခဲပြီးတော့စိတ်ရှုပ်လာလို့ပါအဲ့ဒါကြောင့်မို့လို့အယုတ်ကလေးတွေကိုတိတိကျကျလေးပြန်သိမ်းစေချင်တာပါသားရဲ့အဲ့လိုမျိုးကိုယ့်ဘက်ကနေပြီးတော့ကိုယ့်ရဲ့ခံစားချက်ကိုရှင်းပြရမယ်အဲ့ဒီခါကျရင်ကလေးကသူ့ကိုအပြစ်တင်ခံရတယ်လို့မခံစားရဘဲနဲ့တပားသူရဲ့လိုအပ်ချက်ကိုနားလေစာနာတတ်တဲ့အလေးအကျင့်ကောင်းကိုရသွားပါလိမ့်မယ်တစ်ဖက်မှာလည်းစေချိုသက်အရွယ်တွေကိုကင်တွယ်တဲ့ခါကျရင်ကိုတို့ကပို့ပြီးတော့တတိထားဖို့လိုတယ်ဒီအရွယ်မှာသူတို့ရဲ့အုံနောက်ကအကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။အထူးသဖြင့်စင်ကျင်တုံတရားနဲ့ခံစားချက်ကိုထိန်းချုပ်တဲ့အုံနောက်အပိုင်းကပြုပြင်စေအစ်စ်မှာပဲရှိပါသေးတယ်။အဲဒီလိုပဲစေကျော်သက်တွေကသူတို့ကိုယ်သူတို့ဘသူလဲဆိုတာကိုရှာဖွေဖို့အတွက်မိဘတွေစီကနေရုံထွက်ဖို့ကြိုးစားကြပါတယ်။ကိုကဒါကိုရန်လိုတာလို့မမြင်မဲနဲ့တီးခြားလွတ်လပ်တဲ့လူသားတစ်ယောက်ဖြစ်လာဖို့ကြိုးစားနေတာဆိုပြီးတော့ကိုတို့ကနားလေပေးရပါမယ်။သူတို့ကိုထိန်းချုပ်ဖို့ကြိုးစားလေလေသူတို့ကပို့ပြီးတော့ကိုနဲ့ဝေးကွာသွားလေဖြစ်တတ်တယ်။ဒါကြောင့်မို့လို့ဒီအရွယ်မှာတော့ကိုကမန်နေဂျာလိုမျိုးအရာရာကိုအစအနေဆုံးလိုက်ပြီးတော့ညွှန်ကြားနေတာချက်
အကြံပေးပုဂ္ဂိုလ်လိုမျိုးဘေးနားကနေသူပြောသမျှအောင်နားထောင်ပေးပြီးတော့သူလိုအပ်တဲ့အခါမှသာကိုကလမ်းပြပေးတာပို့ပြီးတော့ထိရောက်ပါတယ်။အဲ့တော့ပို့ပြီးတော့ရှင်းအောင်ပြောရရင်တော့ကလေးတစ်ယောက်ရဲ့အပြုအမူတိုင်းကဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့အတွက်ဖိတ်ခေါ်ချက်တွေပဲ။ကလေးကအဆိုးဆုံးပြုမှုနေတဲ့အချိန်ကသူကကိုယ့်ရဲ့မေတ္တာနဲ့ကိုယ့်ရဲ့နားလည်မှုကိုအလိုအဆုံအချိန်လေးဖြစ်နေတတ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအချိန်မျိုးမှာဒေါသကိုရှေ့တန်းမတင်ဘဲနဲ့ကလေးရဲ့စိတ်ထဲမှာဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုစိတ်ရှိလက်ရှိနဲ့ရှာဖွေပေးဖို့လိုအပ်ပါတယ်။အဲ့ဒီလိုနားလည်မှုပေးနိုင်ခြင်းဟာသာကလေးကိုရေရှည်မှာယဉ်ကျေးလိမ္မာပြီးတော့စိတ်သက်ခိုင်မာတဲ့လူသားတစ်ယောက်ဖြစ်လာအောင်လို့ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။စာအုပ်ထဲကအကြောင်းအရာတွေကိုနားထောင်ပြီးရဲ့နောက်မှာတော့အဓိကအချက်တွေကိုကိုတို့ရဲ့နေ့စဉ်ဘဝထဲမှာတကယ်ဘယ်လိုမျိုးအသုံးချမလဲဆိုတဲ့အပိုင်းကလည်းတိတ်ကိုအရေးကြီးလာပါပြီ။ဒါကြောင့်စာရေးသူ Philippa Perry အကြံပေးထားတဲ့အချက်၅ချက်ကိုကိုကပြောပြပေးချင်ပါတယ်။ကိုယ့်ရဲ့အတိတ်ကအမွေဟောင်းတွေကိုပြန်လည်ဆန်းစစ်ခြင်းပထမဆုံးကိုတို့လုပ်ရမယ့်အချက်ကတော့ကိုတို့ရဲ့စိတ်ထဲမှာကိန်းအောင်းနေတဲ့အတိတ်ကအမှတ်တရတွေကိုပြန်ပြီးတော့တူးဖော်ကြည့်ဖို့ပါပဲ။ကလေးကတခုခုလှုပ်လိုက်လို့ကိုကထိမ့်မနိုင်သိမ့်မရဒေါသထွက်သွားတဲ့အခါမျိုးတွေဆိုရင်ခဏလောက်ရက်ပြီးတော့ကိုပြန်မေးကြည့်ပါ။ငါဘာလို့ဒီလောက်တောင်စိတ်တူသွားရတာလဲ။ဒီခံစားချက်မျိုးငါငငယ်ကဘယ်တော့မှကြုံဘူးလို့များလဲ။အဲ့ဒီလိုမျိုးကိုကရှာဖွေရပါမယ်။တကယ်တော့ဒါကကိုတို့ရဲ့ငယ်ဘဝမပြေလည်ခဲ့တဲ့စိတ်ဒဏ်ရာတွေကအခုအချိန်မှာပြန်ပြီးတော့ပုံပေါ်လာတာပဲဖြစ်ပါတယ်။ဒါကို manifestation လို့ခေါ်နိုင်ပြီးတော့စိတ်ထဲကနာကျင်မှုတွေကလက်တွေ့အပြုအမူအဖြစ်ပြောင်းလဲလာတယ်လို့ဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးကိုယ့်ရဲ့အတိတ်ကိုနားလည်လာတဲ့အခါမှာကိုယ့်ရဲ့ကလေးဘော်ကိုအကြောင်းမဲ့ဒေါသတွေပုံချမိတာမျိုးတွေဒါမျိုးတွေကိုလျော့နေသွားနိုင်ပါလိမ့်မယ်။အတိတ်ကိုကုသနိုင်မှာပဲလက်ရှိမှာကလေးနဲ့ကိုယ်နဲ့ကြားမှာနှွေးထွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ကလေးရဲ့ခံစားချက်တွေကိုအမြဲတမ်းအတိအမှတ်ပြုပေးခြင်းဒုတိယအချက်ကတော့ကလေးရဲ့ခံစားချက်တွေကိုအရှိအတိုင်းလက်ခံပေးဖို့ဖြစ်ပါတယ်။ဒါကို validation လို့ခေါ်ကြပြီးတော့ကလေးရဲ့ခံစားချက်ကအတိတ်ပဲရှိတယ်ဖြစ်တင်ဖြစ်ထိုက်တယ်ဒါကိုကနားလေပြီးတာကိုပြောတာကလေးကဝမ်းနေလို့ငိုနေတဲ့အခါဒါမှမဟုတ်ကြောက်နေတဲ့အခါမျိုးတွေဆိုရင်မငိုပါနဲ့ဒါကြောက်စရာမဟုတ်ပါဘူးအဲ့ဒီလိုမျိုးပိတ်ပင်တာမျိုးထက်ဟုတ်တယ်နော်သားလေးအဲ့ဒီလိုခံစားရမှာပဲဒါဝမ်းနေနေရအောင်ဖေနားလေပါတယ်မေနားလေပါတယ်အဲ့ဒီလိုမျိုးကိုကပြောပြရပါမယ်အဲ့ဒီလိုခံစားချက်ကိုလက်ခံပေးလိုက်တာကလေးကိုငါ့ကိုလူတွေကမြင်ကြတယ်ငါ့ကိုနားလေကြတယ်အဲ့ဒီလုံခြုံမှုကိုပေးလိုက်တာပါအဲ့ဒီလိုအတိအမှတ်ပြုခြင်းကိုခံရတဲ့အခါမှာကလေးရဲ့စိတ်ကအလိုလိုတည်ငြိမ်သွားပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေကိုကိုယ်တိုင်ဘလို့ကင်တွယ်ရမလဲဆိုတာကိုလည်းသူကတဖြည်းဖြည်းချင်းသင်ယူသွားပါလိမ့်မယ်။အကြောင်းထင်တဲ့အခါတိုင်းပြန်လဲဖာထေးခြင်းတတိယအချက်ကတော့ဆက်ဆံရေးမှာအမှားလုပ်မိတဲ့အခါကျရင်ပြန်ပြင်ဖို့ပဲဖြစ်ပါတယ်။ကိုတို့ကစိတ်ရုပ်တင်မဟုတ်တဲ့အတွက်တခါတလေကျရင်တော့စိတ်မရှိတာအော်မိတာမျိုးတွေဒါမျိုးတွေတော့ရှိနိုင်တာပဲလေဟုတ်တယ်မလား။ဆိုတော့အဲ့ဒီလိုအကြောင်းထင်သွားတဲ့အခါတိုင်းမှာရှက်မနေဘဲနဲ့ကိုယ့်ရဲ့အမှားကိုဝန်ခံမှုလိုတယ်။ဖေခုနအွန်လိုင်းမီယာတောင်းပန်ပါတယ်တားရဲ့ဖေပင်မနေလို့ဖေစိတ်မရှိဖြစ်သွားတာပါအဲ့လိုမျိုးကလေးကိုပွန့်ပွန့်လင်းလင်းပြောပြလိုက်ပါအဲ့ဒီလိုအမားကိုဝန်ခံပြီးတော့ပြန်လဲဖာထေးခြင်းအပြင်ကလေးကအမားဆိုတာရှိတတ်ပေမဲ့ပြန်ပြင်လို့ရတာပါပဲလားအဲ့ဒီအဖိုးတန်တဲ့သင်ခန်းစာကိုရသွားလိမ့်မယ်ဒါကကလေးရဲ့စိတ်သက်ကြံ့ခိုင်မှုကိုတိဆောက်ပေးရုံတင်မကပဲကိုနဲ့ကလေးနဲ့ကြားထဲမှာယုံကြည်မှုကိုလည်းပို့ပြီးတော့ခိုင်မာသွားစေပါတယ်။အမှားလုံးမိတာထက်အမှားကိုမပြင်မဲနဲ့ထားလိုက်တာပို့ပြီးတော့ကြောက်စရာကောင်းတာဖြစ်ပါတယ်။ကလေးနဲ့အတူရှိချိန်မှာအပြည့်အဝအာရုံစိုက်ခြင်းစရုပ်ထအချက်ကတော့ကလေးနဲ့အတူရှိနေတဲ့အချိန်မှာကိုယ့်ရဲ့အာရုံတွေကိုအပြည့်အဝပေးဖို့ပါပဲ။အခုခေတ်မှာဖုန်းတွေကကိုတို့ရဲ့အာရုံတွေကိုတိတ်ကိုလူယူနေပါတယ်။ကလေးနဲ့စကားပြောနေရင်ဒါမှမဟုတ်ကစားနေရင်နဲ့ဖုန်းကြည့်နေရမျိုးတွေကကလေးကိုအကြီးအကျယ်စိတ်ပျက်စေပါတယ်။ဒါကြောင့်ကလေးနဲ့အတူရှိနေတဲ့အချိန်တွေဆိုရင်ဖုန်းကိုခဏဘေးဖယ်ထားပြီးတော့ကိုယ်ကလေးရဲ့မျက်လုံးကိုကြည့်ပြီးတော့အာရုံစိုက်ပေးပါ။ကလေးအတွက်တော့ကိုယ့်ရဲ့အာရုံစိုက်မှုကအကြီးမားဆုံးသောမေတ္တာလက်ဆောင်ပါပဲ။ကိုကသူ့ကိုတကယ်အာရုံစိုက်နေမှသာကလေးကလည်းကိုယ့်ကိုယုံကြည်ပြီးတော့သူ့ရဲ့စိတ်ထဲကအကြောင်းအရာတွေကိုကိုယ့်ကိုရင်ဖွင့်ပြောပြလာမှာဖြစ်ပါတယ်။ဒါကြောင့်
အရေးအတွက်ထက်အရေးအသွေးရှိတဲ့အချိန်တွေကိုခလေးနဲ့အတူကုံဆုံးပေးဖို့အတွက်စူးစမ်းကြည့်ကြရအောင်နော်။ကိုယ့်ရဲ့တုံ့ပြန်ပုံကိုအရင်ပြောင်းလဲခြင်းနောက်ဆုံးအချက်ကတော့ခလေးကိုပြောင်းလဲဖို့စူးစမ်းရတဲ့ကိုယ့်ရဲ့တုံ့ပြန်ပုံကိုအရင်ပြောင်းလဲဖို့အတွက်ဖြစ်ပါတယ်။ခလေးကစိုးနေတဲ့ဒါမှမဟုတ်ကြီးကြနေရဲဆိုရင်အဲ့ဒါတခုခုကိုပြောပြခြင်းနေရပါ။အဲ့ဒီခါမှာကိုကအရင်ဦးဆုံးတည်ငြိမ်အောင်လုပ်နေရပါမယ်။ကိုကဒေါသနဲ့ပြန်ပြီးတော့တုံ့ပြန်လိုက်ရင်ပြဿနာပိုပြီးတော့ကြီးသွားဖို့ပဲရှိပါတယ်။အဲ့ဒီစားငါဘလို့မျိုးအေးအေးဆေးဆေးလေးတုံ့ပြန်လို့ရှင်ခလေးကပိုပြီးတော့နားထောင်လာမလဲဒါကိုကိုတို့ကအရင်စဉ်းစားလိုက်ပါကိုယ့်ရဲ့တုံ့ပြန်ပုံပြောင်းလဲသွားတဲ့အခါမှာခလေးရဲ့အပြုတ်မူကလည်းအလိုလိုလိုက်ပြီးတော့ပြောင်းလဲသွားတယ်ဆိုတာကိုတို့တွေ့ရပါလိမ့်မယ်ဒါဟာခလေးကိုထိန်းချုပ်ဖို့ကြိုးစားတာမဟုတ်ဘဲနဲ့ခလေးနဲ့ပူးပေါင်းပြီးတော့ပြဿနာကိုဖြေရှင်းတာပဲဖြစ်ပါတယ်ဒီအချက်၅ချက်ကပြောရတော့လွယ်တယ်လို့ရှိပေမဲ့လက်တွေ့မှာတော့အမြဲတမ်းသတိရှိနေဖို့လိုအပ်တယ်နော်ဒါပေမဲ့တဆင့်ချင်းစီစူးစမ်းသွားမယ်ဆိုရင်တော့ကိုနဲ့ကိုကလေးနဲ့ကြားထဲမှာအရင်ကထက်ပိုပြီးတော့နှွေးထွေးတဲ့ပိုပြီးတော့နားလည်မှုရှိတဲ့ဆက်ဆံရေးတစ်ခုကိုတို့တည်ဆောက်နိုင်မှာသိကြပါတယ်အခုဆိုရင် Philippa Ferry ရဲ့အဖိုးတန်တဲ့သင်ခန်းစာတွေကိုကိုတို့တော်တော်လေးစုံစုံလင်လင်နားဆင်ခဲ့ပြီးဖြစ်ပါတယ်အဲ့တော့အနည်းချုပ်ရရင်တော့မိဘဖြစ်ရတာဟာကမ္ဘာပေါ်မှာအခက်ခဲဆုံးနဲ့အမှုပညာအဆန်ဆုံးအလုပ်တစ်ခုပါပဲဒါကြောင့်မို့လို့ကိုတို့ကအမြဲတမ်းအမှားအယွင်းမရှိပြည့်စုံနေတဲ့မိဘတစ်ယောက်ဖြစ်နေဖို့မလိုအပ်ပါဘူးတကယ်တော့ကလေးတွေကပြည့်စုံတဲ့စိတ်ရုပ်လိုမိဘမျိုးအလိုမရှိကြပါဘူးသူတို့တကယ်လိုချင်တာကတော့ကိုယ့်ရဲ့ခံစားချက်တွေကိုရိုးရိုးသားသားဖော်ပြတတ်ပြီးတော့သူတို့အပေါ်မှာလည်းနှွေးထွေးတဲ့မေတ္တာထားနိုင်တဲ့လူသားဆန်တဲ့မိဘမျိုးကိုသာဖြစ်ပါတယ်ဒီစာအုပ်ကနေကိုတို့အတွက်အလင်းပြလိုက်တဲ့အကြီးမားဆုံးသင်ခန်းစာကတော့ကိုတို့ဘလောက်ပဲမှားခဲ့ပါစေအခုချိန်မှာပြန်ပြင်မှုအတွက်ဘတော်မှနောက်မကျဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်ကိုတို့ရဲ့ကလေးကလေးပိစီတသေးလေးပဲဖြစ်ဖြစ်ဒါမှမဟုတ်အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်ပဲဖြစ်ဖြစ်အရင်ကဖြစ်ခဲ့တဲ့အကြောင်းတွေကိုအခုအချိန်မှာပြန်ပြီးတော့ဖာထေးလို့ရပါသေးတယ်အတိတ်ကအမှားတွေကိုဝန်ခံပြီးတော့အဲ့ဒီတော့ကဖေဖေတို့မဟုတ်မေမေနားမလည်ပေးမိတာတောင်းပန်ပါတယ်အဲ့ဒီလိုမျိုးပြောလိုက်ခြင်းဟာကိုတို့ရဲ့ဆက်ဆံရေးကိုအစ်စ်ကနေပြန်ဆဖို့အတွက်အကောင်းဆုံးသောလမ်းစာပဲဖြစ်ပါတယ်ဒါအပြင်တတိထားရမယ့်အချက်တစ်ခုကတော့ကလေးကိုပြုပြင်ရမယ့်စီမံကိန်းတစ်ခုလိုမျိုးသဘောမထားဖို့ပဲဖြစ်ပါတယ်ကလေးဆိုတာကိုဖြစ်ချင်တဲ့ပုံစံခွက်ထဲကိုအသိရိုက်သွင်းရမယ့်အရာတစ်ခုမဟုတ်ဘူးသူတို့ကကိုနဲ့တီးခြားစီဖြစ်တဲ့ကိုယ်ပိုင်ခံစားချက်နဲ့ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီလိုမျိုးလူသားတစ်ယောက်အဖြစ်အတိအမှတ်ပြုပြီးတော့သူတို့ရဲ့ဘဝခရီးလမ်းမှာကိုကဘေးနားနေပြီးတော့နှွေးနှွေးထွေးထွေးလိုက်ပါပေးဖို့ကသာကိုတို့ရဲ့အဓိကတာဝန်ဖြစ်ပါတယ်။တကယ်ကိုပဲကိုတို့ကကလေးရဲ့ခံစားချက်တွေကိုအတိအမှတ်ပြုပေးမယ်။အတိတ်ကအနာဟောင်းတွေကိုကုသပြီးတော့လက်ရှိမှာပဲအပြည့်အဝအာရုံစိုက်ပေးမယ်ဆိုရင်ကိုနဲ့ကိုရဲ့ကလေးသားတွေမှာဘသူကမှဖြတ်စည်းလို့မရတဲ့ယုံကြည်မှုတရားကြီးတစ်ခုကိုတိဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။အဲ့ဒီယုံကြည်မှုကပဲကိုရဲ့ကလေးကိုနောက်တစ်ချိန်မှာစိတ်တက်ကြမ်းခိုင်ပြီးတော့သူတစ်ပါးကိုစာနာနားလေတတ်တဲ့လူသားကောင်းလေးတစ်ယောက်ဖြစ်လာအောင်လို့ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့စာရေးသူပြောခဲ့တဲ့စကားလေးတစ်ခုကိုပြန်ပြီးတော့သတိရစေချင်ပါတယ်။အရေးကြီးတာအကြောင်းထင်သွားတာမဟုတ်ပါဘူး။အဲ့ဒီအကြောင်းကိုဘလို့ပြန်ပြီးဖာထီးတယ်လဲဆိုတာကသာအဓိကဖြစ်ပါတယ်တဲ့။ဒါကြောင့်မို့လို့ဒီနေ့ကစပြီးတော့ကိုယ့်ရဲ့ကလေးနဲ့အတူအေးချမ်းတဲ့နှွေးထွေးတဲ့ဘဝတစ်ခုကိုယုံကြည်ချက်ရှိရှိနဲ့တည်ဆောက်သွားနိုင်ပါစေလို့ခီရီကဆုတောင်းပေးလိုက်ပါတယ်။ကိုယ့်ရဲ့ကြိုးစားမှုတိုင်းဟာကိုယ့်ကလေးအတွက်တော့တန်မိုးမဖြတ်နိုင်တဲ့လက်ဆောင်မှုတွေဖြစ်နေမှာလုံးဝကိုသိကြပါတယ်။အဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ပဲခီရီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။တတား